ကိုယ်တော်ခီးသွားခြင်းဟာအထီးကျန်ခြင်းမဟုတ်ပဲလွတ်လပ်မှုရှိခြင်းပါ2026ရဲ့တကူတော်ခီးစစ်တစ်ခုဘာကြောင့်လဲဘာအတွက်လဲကိုကချင်နေမိတာမေးချင်လဲဘယ်နဲ့ဖြစ်ခဲ့တီလို့မတီလို့ပါပဲဘယ်စံသူမရှိလဲချိန်တဲ့ပန်းကတော့ပွင့်နေမှာပဲအပေါ်ဆိုတဲ့ဘူတာမလူတရားမလေးတကယ်ပါမေးရန်ကုန်သားရဲ့တကူတော်မြောင်းမြ Travel Series ကို2026ခုနှစ်ဖေဖော်ဝါရီလ4ရက်နေ့ကစတင်ပြီးရန်ကုန်သားရဲ့ Social Media Platform တွေမှာကြည့်ရှုနိုင်ပြီဖြစ်တဲ့အကြောင်းသတင်းစကားပါလာရပါရခင်ဗျာ